praise the Lord praise the Lord နော်အမင်းမရဲ့အထင်းဆိုင်မှာစားပြီးနောက်ပိုင်းမှာအတူလေ့လာရေးပြုတ်မှဖြစ်ပါတယ် နော်အဲ့တော့ဒီမှာသူမိမတက်ကက်ကိုကဒီတီဘောမကလို့ချဲတဲ့သူပေါ့အဲ့ဒါဆိုလေဒါဘလောက် popular အဲ့တော့စပက်ဆက် อืม